မြတ်စွာဘုရားအချိန်ပေါင်းဘလောက်ပြောခဲ့တယ်လေဒီစလုံးကိုသူတသက်တာမှာအချိန်ပေါင်းဘလောက်ပြောခဲ့နေ့စဉ်ယဟန်တွေကိုအပမရိဏဘိက္ခွေတမ္ပါဒိဋ္ဌဆိုတာနေ့စဉ်ပြောလို့ရှိတဲ့စကားတစ်ခုဒီနေ့မှာရှစ်ပေါင်း365ရှိတယ်အချိန်ပေါင်း365ဒါရည်တွက်လို့ရတဲ့အချိန်ဈာထဲမှာလည်းပြောခြင်းပြောအောင်ပဲမြတ်စွာဘုရားနော်တိတိကျကျပြိဋိဘံစမေနေ့မှာလည်းပဲဟန္တတဏိဘိက္ခွေအမန္တယာမိဝောဝေယဓမ္မသင်္ခါရဆိုပြီးနောက်ဆုံးပြောလိုက်တဲ့စကားလေးကအပမဒိဏတပ္ပဒိဋ္ဌအပမရနဲ့ပြည့်စုံ냐ဆိုအပမရဟာဘလောက်အရေးကြီးတယ်ဆိုတာကိုဘာကြောင့်အရေးကြီးတာလဲဆိုကိုရှိထားတဲ့အခြေအနေတစ်ခုပေါ်တိုးတက်ဖို့အတွက်မိတ်မနေဘုရားအရေးကြီးဆုံးပဲလေကိုယ့်ရဲ့အခြေအနေကိုသိရှိနေဘုရားအရေးကြီးဆုံးပဲအခြေအနေတစ်ခုမသိရှိပဲနဲ့ကျင့်တတ်နေမယ်မေ့လျော့နေမယ်အမှတ်တမဲ့နေမယ်ဆိုရင်ဘာမှရလိုက်မှာမဟုတ်ဘူးဒါကြောင့်မို့အားလုံးအောင်မြင်မှုကြီးပွားမှုတွေကအပမရပေါ်မှာအခြေခံတယ်လို့သီလဆိုတာမမေ့မှစောင့်ဖြစ်တယ်ဟောတမာရီဆိုတာမမေ့ပဲနေမှအလုပ်ဖြစ်တယ်ပညာဆိုတာလည်းမမေ့ပဲနေမှရတယ်မလို့ရင်မေ့ထားတဲ့အဓိပ္ပာယ်ပဲလေနော်မလုပ်ဘူးဆိုရင်ကိုလို့ကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်အဲ့ဒီကုသိုလ်ကောင်းမှုကိုမေ့ထားတာပဲတတိမေ့နေတာပဲအဲ့ဒီလိုတတိမေ့နေပဲနဲ့ကုသိုလ်မှန်သမျှလုပ်ဖြစ်ဖို့ရတတိအမြဲရှိနေတာကိုအပမရာတတိယအဝိပဝါတောတတိမကိမဲ့နေတတိအရေးကြီးဆုံးဖို့မြတ်စွာဘုရားမဟာသရိပ္ပဏသုတ်မှာတတိတမစေညဆိုတဲ့ mindfulness နဲ့ comprehension လေ့ကျင့်ခန်းကိုတေချာယာနဲ့ကိုသင်ပေးထားတာလို့လေ့ကျင့်ရမယ်တခြားသုတ်တံမှာလဲတတောဘိက္ခဝေတမ္ပဇာနောအာကာလံအာဂမေယရသော်ဗျာဆိုလိုတာနောက်ဆုံးအချိန်ကိုမင်းတို့စောင့်နေကြရတယ်နောက်ဆုံးအချိန်ဆိုတာလူတယောက်ဟာနောက်ဆုံးထက်သက်ဝင်သက်ဆိုတာရှိမှာပဲလေရေဝင်နဲ့အကတ်ဆုံးလို့ပြောအောင်အဲ့ဒီမသွားခင်နောက်ဆုံးထက်သက်ဝင်သက်အဲ့ဒီနောက်ဆုံးအချိန်လေးအတွက်တတိရှိရှိအသိရှိရှိနေကြလို့ဆိုလို့အဲ့ဒီနောက်ဆုံးအချိန်လေးမရောက်ခင်သိရှိနေကြလို့ဒါလည်းအဲ့ဒီတတိပေးတဲ့စကားတစ်ခုပဲနောက်တစ်ခါအပမရဆိုတဲ့စကားလုံးဟာအပမရလို့ပြောလိုက်တာ ਨੇ ဒီစကားလုံးဟာဘလောက်ကြီးမြတ်တယ်လဲဘလောက်ကြီးကျယ်တယ်လဲလို့ဆိုရင်ကုသိုလ်အလုံးဟာအဲ့ဒီအပမရလို့ပြောလိုက်တာ ਨੇ နောက်ကတနွယ်ငင်တစ်စင်ကုသိုလ်တရားတွေအကုန်လုံးပါလာတယ်လို့ပြောတာ။ဘာကြောင့်လဲဆိုရင်အပမရမရှိဘဲနဲ့ကုသိုလ်ဆိုတာရတာမရှိဘူး။လူရအောင်ပဲဆိုတာလည်းတတိယလို့ပဲ။ဟောသီလဆောင်ထီအောင်မှာပဲဆိုတာလည်းတတိယလို့ပဲ။အေးဝေယဝိစတို့ကောင်းတဲ့လုပ်တွေလုံးမှာပဲဆိုတာလည်းတတိယတာ။ကမ္မဋ္ဌာန်းအထုတ်အောင်မှာပဲဆိုတာလည်းတတိယတာ။ဒုံလဘယံခံအောင်မယ်ဒုံလဘသီလရှင်ဝုံးမယ်ဆိုတာလည်းတတိယတာ။ဝိပဿနာတရားအထုတ်ပြီးတော့တန်တရားဝကလွတ်အောင်ကျွတ်အောင်ကြိုးစားမယ်ဆိုတာလည်းဒါလည်းတတိယမှဖြစ်တာလေတတိမရရင်ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကဥပမာပေးထားတာရှိတယ်ကုန်းတော်ဝါတွေထဲမှာစင်ချေဟာအကြီးဆုံးပဲဒိုင်နိုဆောဆိုတဲ့ကောင်းကြီးမရှိတော့စင်ချေဟာအကြီးဆုံးပေါ့နော်စိတ်ကူးတွေကအကောင်းလားတော့မသိဘူးဆင်ကောင်ရဲ့ခြေရာအကြီးဆုံးကုန်းတော်ဝါတွေရဲ့ခြေရာဟာဆင်ခြေရာထဲမှာအလုံးအကျုံးဝင်သွားတယ်အကြီးဆုံးဖြစ်လို့အကျုံးဝင်ထို့တူပဲကုသိုလ်တရားတွေထဲမှာအပမဒဆိုတဲ့စကားလုံးကကုသိုလ်အလုံးကိုခြုံပြီးငုံမိတယ်လို့ပြောတယ်ကုသိုလ်အလုံးကိုရစေတာအပမဒဆိုတဲ့တတိတရားကြောင့်ရတာလို့ဆက်ဆိုပြတယ်လို့ခေါ်တယ်ဒါဝတတိဟာဘယ်မှာဖြစ်ဖြစ်ပါတယ်အိန္ဒြေမှာလည်းပါတယ်ဘိုးမှာလည်းပါတယ်နော်စိတ်ဆွမ်းအားတွေဘုဇင်ခုနှစ်ပါးထဲမှာလည်းတတိပါတယ်မဂ္ဂင်ရှိပါတယ်မှာတတိပါတယ်တတိဆိုတာသာပမာလို့ဆိုကြတယ်နေရာတိုင်းမှာလိုအပ်ချက်ပဲ